ဟုတ်ကဲ့ဟုတ်ကျေးဇူးတင်ပါတယ်နော်ဟုတ်အဲ့ဒါဆိုမှုချလိုက်တော့မယ်ဖွားရေဖွားမေအဖွားဟဲဘာတော့ငါမြည်ရဘာတော့ဘာလဲသမီးလေဟိုရန်ကုန်မှာအလုပ်သွားလုပ်ဖို့အတွက်လေအဲ့ဒါအင်တာဗျူးဖြေသွားတာအောင်သွားပြီတဲ့သမီးရန်ကုန်ကိုသွားပြီးတော့အလုပ်လုပ်ရတော့မယ်မြည်လေတရားအလုပ်တရားလေသမီးမေရဲ့အဖွားရဲ့ဥဆောင်ပြီးလုပ်နေတာလေသမီးလေးနောက်ကိုဖွားတော့မလိုက်နိုင်ဘူးသမီးတယောက်တည်းသွားရမှာပေါ့ကွဒါပေါ့ဖွားရဲ့ဟိုအဖေကလည်းသူ့အလုပ်ရှင်နေတဲ့အတူတူခရီးတွေသွားနေရတာဆိုတော့ခင်းင်းတယောက်တည်းပဲသွားရမှာပေါ့ဟဲဘယ်လိုသွားမှာလဲကဲပြောစမ်းမအောင်ဖောက်ပြောစမ်းမအောင်သမီးလေးတက်ကတူတက်တုံးကတော့အိမ်ကနေတက်လို့ရတယ်ဟောသမီးအခုအလုပ်လုပ်ချင်နေတဲ့ဆိုသမီးလုပ်ချင်တဲ့လောက်ကရန်ကုန်မှာပဲရှိတယ်အဲ့တော့သမီးလေးအင်တာဗျူးဖြေတော့သမီးလေးဖေရလေသူ့သမီးအင်တာဗျူးအောင်နေဘူးဆိုပြီးတော့ရန်ကုန်မှာအိမ်ငန်းတစ်ခါကြိုဝယ်ထားလိုက်တာမှန်တယ်လို့တော့ပြောလို့ရမယ်ဟဲမမှန်ဘူးအဲ့ဒါမမှန်ဘူးထောင်ချောက်အဲ့ဒါထောင်ချောက်ငါမြည်ရဲ့မရလေဘယ်ဖေရောသူ့သမီးကိုထောင်ချောက်စင်ပါလေအော်အေးဖေးရသမီးကိုထောင်ချောက်စင်တယ်လို့ငါပြောတာမဟုတ်ဘူးရန်ကုန်မှာနေတဲ့သူတွေကလေတိုက်ခန်းမှာမိန်းကလေးတယောက်တည်းနေလို့ရှိရင်ဖမ်းတာငါဆိုလိုချင်တာအတားအဖွားကလည်းသမီးအဲ့ထောင်ချောက်တဲ့မှာမမြအောင်နေမှာပေါ့ဟဲဘယ်လိုနေမှာလဲငါမီးဘယ်လိုနေမှာလဲအဖွားကိုပြောစမ်းအဖွားကလည်းလူဝိုင်းနဲ့အကုန်လုံးအဆင်ပြေအောင်လိုက်ထိုင်နေလိုက်ပြီးတာပဲလေအဲ့ဒါဆိုငါမီးဘဝပြီးသွားမှာပေါ့ငါမီးရဲ့ရန်ကုန်ဆိုတာကိုရှော့မတွက်နဲ့နော်ငါမီးရှော့မတွက်နဲ့အခုသမီးလေးသွားမယ်နေရာကြီးထောင်ချောက်ကြီးလေညီမလေးဒီတိုက်ကိုပြောင်းလာတာအခုဘာကူတည်ပေးအောင်လဲငါမြည်လေးရလေဒီကသွားရင်အထုပ်ပိုးတွေအများကြီးနဲ့သွားမှာရန်ကုန်မြေကိုစရောက်တာနဲ့နေရတက်လာတဲ့ကောင်မလေးပဲတယောက်သေးလားဆိုပြီးတော့ငါသမီးလေးကိုလေ့လာအကဲခတ်နေမယ်လက်ခံလိုက်တာနဲ့တပြိုင်နက်ရုပ်မာတဲ့သူတွေရဲ့သားကောင်ဖြစ်သွားမှာနော်ငါမြည်ရတယ်မလို့ဟယ်လိုမေဟုတ်သမီးအခုပဲရောက်တာဟောမေပြန်ဆက်လိုက်မယ်နော်သမီးသမီးကဒီကိုတယောက်တည်းပြောင်းလာလားအပြီးပြောင်းလာလားကြားမကြီးငယ်မရွေးဘသူကိုမှမယုံရဘူးနော်သမီးလေးဘေးကအခန်းတွေကိုလည်းရောမဝင်ရဘူးနော်တကားကိုလည်းဟမထားနဲ့ဟထားလို့ရှိရင်လေမတမာတဲ့လူကအကြောင်းမရှိအကြောင်းရှားစကားလာပြောမယ်ပိုင်မီဆိုတာနဲ့ငါသမီးကိုအလစ်တုတ်လိုက်မယ်နော်ကြားတယ်နော်သမီးလေးသမီးကြီးကြီးမေးနေလေသမီးကကြောင်းသူလားဝင်နှန်းလားသူတို့ကဒါဆဆူသမီးကြီးကြီးကလေဒီနာကကြီးကြီးရီလို့ခေါ်ကြတယ်ဒီရှိခံမှနေတာဟိုထင်းမီလိုတာရှိရင်ပြောနော်ကြီးကြီးမှာသား3ယောက်ရှိတယ်ဟုတ်ပြီလား
ကြည်သားလိုက်အောင်နော် ကိုတိုက်ခန်းကိုရောက်ပြီဆိုတာနဲ့လေတခါတည်းတောက်ခတ်မယ်ဂျက်ထိုးမယ်ကြားလားသမီး ဖိုက်စားလိုက်တာဟဲ့ရှင်းပေးအောင်ဟာလာပြန်ပြီဘာလာဆက်စုနေကြလဲမသိဘူးလုံးမရှိကြခဲရချင် ရမဆွဲနေတာ ဟုတ်ပါတယ် ဟုတ်ရင်ယူလေဗျာဘာကြည့်နေတော့ အဲ့နာမှာထားခဲ့လိုက်နော်ကျမယူလို့ ဟောဒါနဲ့မှရယူနေသေးတယ်ကျွန်တော်ကစေနာနဲ့လာပြီးတဲ့ဟာကိုကြောက်မှာ ကျေးဇူးပဲ ရပါတယ်ဗျာကျွန်တော်လည်းဒီတိုက်ရှိမှာပဲစိုက်ကားနေတာမှာတခုခုလက်တော့လက်တောင်ခိုင်းနေတာပဲဖြစ်ဖြစ်စိုက်ကားနဲ့သွားနေတာပဲဖြစ်ဖြစ်ကျွန်တော်ခေါ်လို့ရတယ် ဟုတ်ကျမအခုညီလိုပြောမယ်နော် ဟုတ်ကဲ့တော့ကျွန်တော်နာမည်လည်းမှတ်ထားအောင်တော့မူးနာတဲ့မူးရင်ဘာမှမလုပ်တော့လို့ဒီရက်ကွက်လုံးကပေးထားတဲ့နာမည် ငါ့ကိုမြအမတဲ့ရက်စော်နဲ့နန်စော်နေရပဲငါ့ကိုမြသူနဲ့တူတူစိုက်ကားတွဲစီမဲ့ရုပ်မြအောင်မိတယ်ချက်ထားလိုက်စားမယ် အကုန်တိုးကုန်ပြီပဲနှမျောစရာကြီး ကဲသမီးရန်ကုန်ရောက်ရှင်ဘိုက်ဆိုင်စားဖို့မမေရလေးဒီမှာကိတ်တေးရောပါမှုတေးရောသမီးလည်းထည့်ပေးလိုက်တယ်သမီးရဲ့ဟိုရောက်ရင်တိုးမတူတော့မသိဘူးပေါ့ဟိုမကလေအိုးရီခွက်တွေပကနေလည်းဘာမှမရှိသေးဘူးဖြစ်နိုင်လေမမေကသမီးလေးတော့ကိုလေစံစီစားတွေပါတခါလေးထည့်ပေးလိုက်ချင်တာဟိုသမီးလေးကတယောက်တည်းဆိုတော့ဝင်ပြီပြီးတော့ဒုက္ခတွေများနေမှာဆိုလို့ ရပါတယ်မေရဲ့သမီးအဲ့ဒါတွေကိုလေခိုးရောက်တော့မှပဲဖြည့်ပြီးဝယ်ပြီးထည့်လိုက်မယ်နော်သမီးကိုစိတ်ချဒီညတော့ပြင်မှာပဲထွက်စားတာပဲကောင်းပါရဲ့လေ ဟာဘယ်လဲကြောက်ရဲလားကျွန်တော်ဆိုင်ကားနဲ့လိုက်ဖို့ရမှာတက်လို့ရတယ် ဟဲ့မူနာနင်နဲ့တော့ခတ်တာပဲကိုနဲ့သိတာလည်းမဟုတ်ဘာလည်းမဟုတ်တွေ့သမျှလူတွေနစ်ဆိုင်ကားစိမ့်မဲ့နေမှာထဲနေတာမသိဘူးသွားလိုက်နောက်ရှက်မနေနဲ့ဟဲ့အဲ့ကောင်မလေးနေ့လျောင်မှပြောင်းလာတာအေးအသားလေးရဖြူရုပ်ကလေးရချောကိုလုံးကိုပေါလေးငရမ်းကိုလုံးကိုပေါလေးတော့ဘာလို့လောက်တာလဲမသိပါဘူးဟဲ့ကလေးရှယ်ပဲ သမီးလေးတယောက်တည်းလမ်းထွက်လို့လေသမီးလေးရဲ့ခန္ဓာကိုယ်ကိုလေ့လာနေပြီးကြည်နေပြီဆိုလို့ရှိရင်အဲ့ဒါတတိထားရမယ်နော်အဲ့ဒါနှာဘူးတွေလူကုန်ကူးမဲ့ဟာတွေ ပြီးကြသေးဘူးလားမသိဘူး အမကဒီတိုက်ရဲ့မြေပိုင်ရှင်မမထားပါလက်ရှိအလုပ်ကတော့ကျမကြီးဝန်ထမ်းပေါ့ကဲပါအဲ့ဒါတွေအထဲရောက်မှပြောမယ်လေအခုလောဆယ်တကားဖွင့်အောင် ဒီမာလို့လေအဖွားတို့ဒီမာလို့လာပါဝယ်မာထိုင်မာသုံးဆောင်မာဆိုပြီးတော့လေလောကုတ်တွေမချော်နဲ့နော်ငါမြည်လေးကြားလားဘသူ့အမလည်းလေပြုံးပြနှုတ်ဆက်တာမျိုးတွေမလုံနဲ့နော်ဘသူဘဲအကြောင်းနဲ့ဖြစ်ဖြစ်
ကိုအိမ်ကိုလာလဲတာမျိုးကိုလည်းမလုပ်ရဘူးနော်ငါမြည် အဖွားကြီးတမီးကတော့လောကမချုံဒါပေမဲ့ဧည့်သည်ကတော့အိမ်ထဲတင်းဝင်လာခြင်းနေပြီအဖွားရဲ့ ညီမလေးဘာလုပ်ညာတကားဖွင့်ပေးအောင်လေ ဟုတ်ခဏလေးနော် ဒီခန်းကိုလူရောက်တယ်ဆိုတော့ချက်မစားနိုင်သေးဘူးဆိုတာသိလို့ယူလာတာဟုတ်ကိုရိုင်းချက်ထားတာတော့မဟုတ်ဘူးနော်ရုံးကပြန်ဝဲလာတာကြော့ အိမ်မလေးလှည့်စရာပကံနေမရှိသေးတော့ပြန်ယူသွားလိုက်ပါ ဩရပါတယ်နောက်မှပေးဘာမှဖြစ်ဘူးဟုတ်ဒါနဲ့ညီမနာမည်อ่ะ ခင်နေဝင်တယ်ပါ ဟုတ်ညီမဒီမှာအလုပ်လာလုပ်တာလား နောက်ပြီးတော့ကိုမိသားစုအကြောင်းကိုအကြောင်းဘသူကဘာပဲမေးမေးတလုံးမှမဟမိစေနဲ့နော်ငါမြည် အမကိုညီမရဲ့ဖုန်းနံပါတ်ပေးထားအောင်လေ ရှင် ဒီလိုညီမရဲ့ဒီတိုက်မှာအမတို့က Viber group ဖွဲ့ထားတယ်လေဟိုညီမရဲ့ဘာကိစ္စပဲဖြစ်ဖြစ်ရက်ွက်ရီယာကိစ္စပဲဖြစ်ဖြစ်ဟိုဒီ Viber group ကနေပဲပြောကြတာညီမစီကိုဧည့်သည်တို့ဘာတို့ညရင်ညက်နေလာမယ်ဆိုရင်တော့မှဒီ Viber group မှာပြောထားတဲ့ခါကျတော့ဒီတိုက်ရဲ့လုံခြုံရေးလဲပို့ပြီးစိတ်ချရတာပေါ့ သူတို့ကသိသွားလို့ရှိရင်လေကိုရကြရင်နာမည်ဖြတ်ပြီးအပုတ်ချမှာပြီးတော့တိုက်ခန်းမှာတယောက်တည်းနေတယ်ဆိုပြီးတော့အငဲလိုအနှောင်းလိုလဲပြောကြအောင်မယ်အဲ့ဒါလေလူသေးတာထက်ဆိုးတယ်နော်နာမည်ပြတ်သွားတာကြားလား နင်ပြောသလို့ဆိုရင်အဲ့နေရာလူတွေကနင့်အကြောင်းနဲ့အရင်ဆက်ဆုကြတာပဲနော်မြေချင်းအမကလည်းနင့်ရဲ့အကြောင်းတွေကိုအတွင်းရစာတိတ်တိတ်ကျင်နေကြရတယ်သူလည်း အေးလေအခုငါမှငါမိဘဝယ်ပေးတဲ့အိမ်မှာသမီးလာနေတာမှမယုံတင်ကနဲ့ပြီးတော့အိမ်ဝယ်တော့ပေးခဲ့တဲ့ဖုန်းနံပါတ်တွေရှိတယ်လीပါလိမ့်နဲ့ဘာလည်းမသိပါဘူးဟာ အဲ့ဒီမှာနင်ကတယောက်တည်းနေတာဆိုပေမဲ့အလုပ်ထဲမှာတငယ်ချင်းတွေရှိရဆိုတာသိအောင်ငါတို့နင့်ကိုလိုက်ပို့မယ်လေ သမီးလေးอ่ะအခုအလုတ်သွားလုံးမှာဆိုတော့အလုတ်မှာသမီးရဲ့တငယ်ချင်းအပေါင်းအသင်းတွေဆိုတာရှိလာတယ်သူတို့လေအိမ်ရောလာအလဲမခံနဲ့တော့သမီးလေးပတ်ဝန်းကျင်ကအဲ့ဒါကိုကြည့်ပြီးတော့နောက်ွယ်မှာလေမကောင်းတဲ့မိန်းကလေးတယောက်ထဲနေပြီးတော့အပေါင်းအသင်းတွေခေါ်ပြီးဘာညာလုပ်တယ်ဆိုပြီးတော့လေအတင်းထုတ်ကြအောင်မှာ ငါထင်သားပဲရောက်တာမှမနေ့တနေ့ရမှရောက်တယ်အိမ်ကိုရှုပ်ရှက်တွေခေါ်လာပြီဒီလိုအပေါင်းအသင်းများပုံမျိုးနဲ့ရုပ်လေးရဲ့တနာကမဆိုတော့အလုပ်ကိုကြောင်းပြပြီးတော့ပြစ်မဖြစ်ချင်တယ်ဖြစ်နေလားညီအောင်သေးတယ်ဟေး နေပါစီတော့ဟာနင်တို့လိုက်ပို့နေရင်ပို့ဆိုးပါလိမ့်မယ်ငါဘာတန်ငါပဲပြန်တော့မယ်နော် အဲ့ဒါဆိုရင်ပြီးဆက်ပြီးသွားနော်အကြောင်းတစ်ခုရှိရင်ငါတို့ရှုပ်ဖုန်းဆက်လိုက် အေးပါ ဟုတ်တော့တက်တာတာ ကူညီလို့ပြောနော်ជីជីမှာသား3ယောက်ရှိတယ်သား3ယောက်ရှိတယ် ဒီရတော့ဒီလိုက်တာဘာလို့တင်များလုံးစကားပြောရရတာလဲမလာကြနဲ့တွား အိမ်ပါဦးမင်းတယောက်တယောက်ပဲလာနေတယ်ဘာလို့လဲခုမိမတွေကပါလေဆိုတာပြောနိုင်လားဘာမှမဟုတ်တာတွေဘာလို့အဲ့လောက်ပြောင်းဒီမရခဲ့နေတာလေ ဘာမှမလုပ်တာဟုတ် ဘာကူလဲ မမေ မူနာကိုပြောတော့ မမေ မူနာချိန်ပေးမယ်အဖွားဘယ်သူနဲ့ချိန်ပေးရ အော်မလိုက်တော့ပါဘူးမမူရဲ့ကျေးဇူးပါအခုကအလုပ်ထဲရောက်ပြီးပထမဆုံးပိတ်ရက်ဆိုတော့အိမ်မှာပဲတန်ရှင်းလုပ်လိုက်တော့မယ် ဟုတ်ပါပြီအပြိုကြီးရေအဲ့ဒါဆိုလဲခွင့်ရမှာပြန်ဆုံးမယ် အင်းပိုင်းမှာဒါပဲနော်ဟိုမြအပြိုကြီးရဲ့ဟိုဖွဲ့ရပြီးထားလို့မကြိုက်ပါဘူး
မွေးနေ့ဝင်းကလာပို့ပေးတာ ဟုတ်တကူးတခါကြီးမွေးနေ့လက်ဆောင်တော့တောင်ဘာမှမပြင်ဆင်ရသေးဘူး အပြိုကြီးကတော့ကျင်းနေပြီဂရုထဲမှာဘုံမဖတ်ဖို့တင်နေဒီထဲမှာရေးရတာမွေးနေ့လက်ဆောင်ပေးရင်သိခံပါတဲ့ခဲရော့ဟုတ်ထိုင်လေထားလိုက်နော်အစိမမကြံသေးနဲ့နော်ဆေးလည်းမပေးနဲ့ဒီတိုင်းပြန်ပေးလိုက်နော် အော်ခဏနေပါအောင်ជីជីရဲ့ခဏနေနော်ជីជីအိမ်မာကလေလှည့်ထဲစရာပကံလည်းတိတ်မရှိသေးဘူးဆိုတော့အဲ့ဒါဆန်းတက်လောက်ပဲယူထားလိုက်တယ်နော် ဟုတ်သားပဲတယောက်တန်းနေရဆိုတော့လေဒီလိုပစ္စည်းတွေဘယ်ရှိပါမလဲជីជីလည်းမေ့ပါတယ်ခဲထားဆိုလို့ရှိရင်တချမ်းလုံးထားလိုက်နော်ជីជីသွားမယ်နော်ဟုတ်ဟုတ် ကဲကလေးတွေရမ်းမဆူနေနဲ့နော်စေးဆောကြ မိဘပြည်သူများခင်ဗျာပြည်ဦးလင်မျိုးပွဲကောက်ရေတကုံအပန်းဖြေစကန် BE4 တလျှောက်ရှုခင်းများကိုဝေဟင်အပေါ်စီးမှစီးနင်းကြည့်ရှုနိုင်မယ်၄ရောက်စီကောင်းကင်ကေဘေကားကို2023ခုနှစ်ဖေဖော်ဝါရီလ12ရက်နေ့မှာ86နှစ်မြောက်ပြည်တော်စုနေ့ကိုဂုဏ်ပြုဖွင့်လှစ်လိုက်ပြီးဖြစ်ပါတယ်ကေဘေကားဟာ BE4 ရဲ့ပထမရေတကုံကစတင်ထွက်ခွာပြီးရေတကုံတစ်လျှောက်ရှုခင်းတွေကိုဝေဟင်ကကြည့်ရှုရမှာအပန်းဖြေစခန်းရဲ့ဂုံတရာ BE ကျိုးတရာဒုတိယရေတကုံ 5D LED မှန်တရာတောတွင်းလျှောက်လန်းတို့ကိုဖြတ်တန်းပြီးကျိုးတရာနဲ့တတိယရေတကုံအနီး Return Station မှာစိုက်ကပ်မှာဖြစ်ပါတယ်မြန်မာနိုင်ငံရဲ့ပထမဆုံးအပန်းဖြေဥယျာဉ်ကောင်းကင်ကေဘေကားဟာ BE4 ပတ်ဝန်းကျင်ကိုဝေဟင်အမြင့်မှလေငင်းခံရင်ပန်းအလှတွေအပါဝင်ပတ်ဝန်းကျင်ရှုခင်းအလှတွေကိုရင်သက်ရှုမောဝယ်အပန်းဖြေကြည့်ရှုလေ့လာနိုင်ပြီဖြစ်ပါကြောင်းသတင်းကောင်းပါအပ်ပါတယ်ခင်ဗျာပြိုးပြန်လာပြီလား အပြိုရုံးသွားတော့မလို့လားဖယ်ရီဂိတ်ဒီလိုက်ပို့ပေးမယ်လေစိုက်ကားပေါ်တက် ရတယ်ကျေးဇူးပဲနော် ပြိုကြီးရုံးသွားတော့မလားအပြိုကြီးအလုပ်သွားတော့မလို့လားလမ်းထိပ်ထိပ်တူသွားရအောင်လေ မပြန်လာပြီလား ဟုတ်ကဲ့ပါမေရဲ့အခုချိန်မှာသမီးနေနေတာတွေကမှန်နေရလားတော့မသိတော့ပါဘူးမေရဲ့ ပတ်ဝန်းကျင်နဲ့လိုက်ထိုင်နေတတ်တဲ့သူဆိုရင်ပုံမှန်မဲလို့မေပြောချင်တယ်။သမီးလေးခုလိုကြုံတွေ့နေရတာကိုမေတ္တာတရားနဲ့ပြောင်းပြန်ကြည့်လိုက်ပါလားသမီးရဲ့။မျိုးပြလုံနေမှုပုံစံကိုလေသမီးလေးရဲ့တန်တရားအမြင်နဲ့မကြည့်ပဲနဲ့သူတို့တွေအတွင်းစိတ်ထားမှန်ကိုမြင်အောင်ကြည့်ပြီးပေါင်းသိဆက်ဆံနေတိုင်းမှာလူသားတွေကြားထဲမှာလူသားပိတလာမှာပေါ့။မမေသမီးလေးခုလိုတယောက်တည်းဖြစ်နေတာအောင်လေမမေမကြည့်ရဘူးကွယ်ရှေးယူစတွေကိုခဏဖယ်ထားပြီးတော့လူသားဆက်ဆံနေကြည့်ဖို့စူးစမ်းကြည့်ပါလားသမီးရဲ့
ဆိုလို့ရှိရင်ကြီးအတွက်အပန်း3စီးအော်အေးမဝင်းတက်လည်းပန်း2စီးနော်အေးမြန်မြန်လာဖို့ပဲနော်ညီမလေးဟောအပြိုးဖျားမမအောင်မလား ရတယ်မမတော့ကျေးဇူးပါနော် အင်းညီမအဲ့ဆိုတော့ဒါပဲနော်မြန်မြန်လာဖို့ပဲ အမပန်းယုံမလား ပန်းအမမထားပါဘူး ဟိုလေဒီတစ်တိုက်လုံးကလေညီမရှိရပန်းနေယူကြလို့လေအမများယုံမလားလို့ညီမလာမေးတာပါ ရတယ်အမတခြားလူတွေလို့မဟုတ်ဘူးပြီးတော့ပန်းလို့ရင်ကိုယ်တိုင်သွားဝယ်လို့ရတယ်နောက်ကဒီထိလည်းလာရောက်စရာမလိုနောက်ကဒီခန့်ဘယ်တော့မှမလာဘူး ကြောက်ရမယ်ဒီထက်ကြောက်စရာကောင်းတာလေးရှိသေးတယ်ငါမီ အမေရဲ့သမီးလေးကိုအရင်ကြောက်လည်းမချောက်ပါနဲ့သမီးကလည်းအရင်မကြောက်ပဲနဲ့သမီးဘွားပြောတဲ့ထောင်ချောက်ထဲမှာတခြားသူတွေဘယ်လိုနေကြလဲဆိုတာအောင်မျက်မြင်လေးလာကြည့်လိုက်ပေါ့ မလေးလေလာပါအဖွားပြောတဲ့စကားတွေကိုလေပြန်ကြားရောက်ပြီးတော့လေလာစမ်းပါအခုအဖွားအသိပေးနေတာနဲ့သမီးနဲ့တိုက်ညီတာတွေလည်းအများကြီးတွေ့လာပါလိမ့်မယ်အဲ့တော့အဲ့ဒီထောင်ချောက်ကြီးတွေကနေဘလို့ယုံထွက်နိုင်အောင်စ조사ရမလဲဆိုတာလေသမီးသဘောပေါက်လာပါလိမ့်မယ် ဟုတ်ကဲ့ပါသမီးတေချာမှတ်ထားပါမယ်ဖွား နဲ့ကြံသေးတယ် မပြီးသေးဘူးလားဖွားရဲ့ ပြီးပြီဒါလေးပြောပြီးရင်ပြီးပြီ ဒီလောက်ဆိုရင်တော်ပါပြီမေရဲ့အမေကြီးလေးကလေခလေးမမဟုတ်တော့တာအသက်ပဲအစိတ်ထဲတောင်ရောက်နေပြီ အော်ညီသမီးကခလေးမဟုတ်လို့ပြောနေရတာပေါ့အေးခလေးဆိုလို့ရှိရင်ငါလက်ဆွဲပြီးမူကြိုတန်းပို့လိုက်မှာပေါ့ ကဲပါဖွားရဲ့အဖွားပြောတာတွေကိုလေသမီးတေချာလေးမှတ်ထားပါမယ်အခုအဖွားပြောတာတွေကိုနားထောင်ပြီးတော့သမီးအလုပ်ချင်ဆုံးအလုပ်ရတာတော့မှပျော်နေရတယ်တော့ပျောက်သွားပြီပြီးတော့ရန်ကုန်မှာတယောက်တည်းအလုပ်လုပ်ရမှာတော့မှကြောက်လာပြီ အေးကြောက်ရမယ်မလုံနဲ့တော့လေအဲ့ဒါဆိုအဲ့ဒီအလုပ်ကမလုံနဲ့တော့ညင်းလိုက်တော့အဲ့ဒါအကောင်းဆုံးပဲ ဒီခေတ်ကြီးထဲမှာလေအလုပ်တစ်ခုရဖို့ဆိုတာလွယ်တာမဟုတ်ဘူးတောင်တွင်းမြောက်တွေစဉ်းစားနေလို့မရအောင်ဒီခေတ်ရဲ့ကလေးတွေကဒီလိုပဲတက်တက်ရှိမှရမှာသမီးဖွားပြောတဲ့ထောင်ချောက်ထဲမှာနေတဲ့သူတွေအများကြီးရှိတယ်သူတို့အဲ့ထောင်ချောက်ထဲကလွတ်အောင်ဘယ်လိုနေကြရဲလို့သမီးထင်တယ်မမေတို့မိသားစုတွေနေတယ်လို့ပဲနေကြတာပေါ့သမီးရဲ့ တရားဝင်သွားမယ်လေရှင်မနေ့ကတွေက Viber မှာစာပို့ထားတယ်လေအပြိုးကြီးမကြည့်ရသေးဘူးထင်တယ်ဟုတ်ဩအဲ့ဒါများခင်လေးရေအခုဝင်စားသားလိုက်ချင်းကြီးတို့ဒီမှာစောင့်နေပြီမယ်သွား
ရပါတယ်ခင်းနေအလုပ်ကိစ္စလေးနဲ့အပြင်သွားကြရှိလို့မလိုက်တော့ဘူးနော် ဟောသူလည်းလုပ်နေရှုပ်နေရှာမှာပေါ့ကဲတို့တွေပဲသွားကြရအောင်လေ အဲ့ဆိုလည်းသွားကြမယ်လေ သွားကြမယ် ဖွားရဲ့ခင်းနေစိတ်ထဲမှာလေအရန်မိုးကြက်နေတယ်လို့ပဲခံစားနေရတယ် မြည်လေဘာတွေမုန်းချက်နေတာလဲမြည်ရဲ့ ဘာတွေကအလောက်တောင်မွန်းချက်စီလဲဆိုတာခင်းနေမပြောပြတတ်တော့ပါဘူးဖွားရဲ့ဒါမဲ့ခင်းနေတစ်ခုခုတော့လွဲနေတယ်လို့ပဲ မလွဲပါဘူးသမီးလေးရဲ့ငါသမီးလေးမှန်ပါတယ်ဒီတိုင်းပဲဆက်နေပါမြည်ရဲ့မြည်အခုအလုပ်လုပ်တဲ့နေရာမှာမြည်ရဲ့အလုပ်ကိုအောင်မြင်အောင်ရည်မှန်းချက်အတိုင်းငါမြည်စူးစမ်းရမယ်လေမြည်ရဲ့မြည်အလုပ်အတွက်ကိုပတ်ဝန်းကျင်ဆိုတာကဘာမှအထောက်အပံ့အကူအညီမပေးနိုင်ဘူးလေမြည်ရဲ့အဲ့တော့ဘာအောင်မှအာယုံမထားနဲ့ဒီတိုင်းပဲဆက်နေဟုတ်ပလားမြည်နော် ဟုတ်ကဲ့ပါဖွား ညီလေးဖွာပြောမယ်ညီလေးမွန်းကြက်တာတွေများလာလို့ရှိရင်ငါမြည်ကနေမကောင်းဖြစ်မှာပေါ့မြည်ရဲ့ မမေစိတ်ပူတာကတော့လေသမီးလေးဟိုရောက်လို့ရှိရင်အစားတောက်မမတ်အိမ်မမတ်ပဲနေတိုင်းမကောင်းဖြစ်နေမှာဟိုပဲစိတ်ပူတာဟိုသမီးလေးနေမကောင်းဖြစ်နေတယောက်တည်းစိတ်ခံမနေနဲ့နော်ပတ်ဝန်းကျင်ကိုအကူညီတောင်း ပတ်ဝန်းကျင်တော့အကူညီမတောင်းတော့ပါဘူးမေရဲ့တော့ကြအဖွားပြောတဲ့လူလိုဖြစ်နေပြီးတော့သမီးကိုအလူချမ်းစီးပွားမှာသမီးဘွားပါပြတ်နေပါအောင်ပဲအဲ့တော့မေတို့ဘာမှစိတ်မပူနဲ့သမီးအဲ့နာစေယုံစေကန်ဖုန်းနံပါတ်နေပြီးတော့ရဲစခန်းနဲ့မိသက်ဖုန်းနံပါတ်တွေကိုယူပြီးတော့မေတို့စီကိုပို့ထားပေးမယ်ဟုတ်ပြီလားဖေငါကောင်းနေမတရားမှုနေပါလားဒီနာစေကန်တစ်ခုခုတော့ရအောင်သွားမယ်ဖုန်းဟုတ်တယ်ငါစေကန်ဖုန်းဆက်ရမယ်ကောင်းနေရမခံနိုင်လောက်တော်တော်မူးနေပါလားဒီပုံစံတိုင်းဆိုငါရုံးဘယ်လိုသွားရမှာလဲအခုကရုံးသွားဖို့မပြောနဲ့အဲရှိတောင်ထွက်ဖို့အနိုင်နိုင်ဖြစ်နေပြီဆေးကလည်းသွားလို့မရဘူးဖေမေပြောလို့မျိုးပြတဲ့ထောင်ချောက်ထဲကလွတ်ချင်ဒီမှာရှိတဲ့လူတွေနဲ့အချင်းချင်းမိသားစုလိုနေရမှာမေရဲ့လာကြပါဦးခင်းနေမူလောက်သွားလို့မြင်လာကြပါသမီးလေခင်းနေသမီးလေဟာဘယ်လိုဖြစ်လဲဟဲ့မူနာခဏတော့သွားပြောတေချာပြပြလာခဲ့နော်လောရရှင်ဆရာအောင်ခါလေးပေးရအောင်နော်ဟုတ်သမီးဒီသမီးလေသတိထားအောင်လေသမီးလေဒီတိုင်းထားလို့မရဘူးခါတော့ရှင်းရအောင်လေသမီးမောဇင်ငါတောက်တန်တန်တာရဲ့တတရတာနာတပတ်တ
တန်နေတတတန်နေစာဘောစင်ကေအာရတင်နာပမတန်နေလူစီတတတေယူနေစီနေတိပဝဝတကတန်အမတန်စီကဘာသာလည်းအင်းနဲ့လည်းဘောစင်ကေဖနာမိုင်း မူနာကိုတော့ဆရာဝန်လိုက်ပို့ရင်လိုအပ်တဲ့စီတွေဝယ်ခိုင်းထားတယ်။ထားကတော့ဆံပြိုးစုပ်ရုံနဲ့ပကံယူခဲ့တယ်။ဇောကတော့ဒီမှာရှိမယ်ထင်လို့ယူမလာမိလိုက်ဘူး ခင်နေတနာပါလေညလေဘာမှမစားဘူးထမင်းတစ်ကွန်လုံးနဲ့တွန်ပြစ်လိုက်ရတယ်အရွက်တွေရတဲ့နွမ်းချို့အသေးတွေအသားတွေဆိုရင်လေပုတ်ကုန်လို့အကုန်လွတ်ပြစ်လိုက်ရတယ် ။ခင်နဲ့ဒီကိုစရောက်တဲ့နေ့ကလေးကဘာတွေကြောက်ရွံ့စိတ်ပူနေလဲဆိုတာထားတို့အားလုံးရင်းမိခဲ့လို့သူ့ကိုလည်းတနာစိတ်ပူခဲ့ကြပဲမဟုတ်ဘူးလား ခင်းနေတရီရလာခင်းနေတရီရလာပြီဟဲ့ကဲအသက်ငယ်ငယ်ရွယ်ရွယ်နဲ့အပြူကြီးတိုင်ဖမ်းနေတဲ့ဒေါ်ပြူကြီးငိုမနေနဲ့တော့ဆရာဝန်ကတောက်စီးပေးသွားတယ်စေးမတောက်ခင်ဆံပြုတ်ရင်စားမလားစွပ်ပြုတ်ရင်တောက်မလားပြော ခင်နေအားလုံးတောင်းပန်ပါတယ်နော် ဘာတောင်းပန်စရာလို့လို့လဲကျမကြီးမကောင်းဒီလိုပဲအားငယ်တက်တယ် မမနေပန်းလေးတွေရပါပြီနော်အလှဆုံးနဲ့အကောင်းဆုံးတွေပဲရွေးပြီးတော့မမကိုလာပို့တာ သိပါတယ်နော်ကန္နမာပန်းနေရလေမြင်တာနဲ့လှတယ်ဆိုတော့သိပြီးသားကျေးဇူးပါရှင်ကျေးဇူးပါ ကဲကျေးဇူးပါနော်တားလိုက်ပါဦး မိသားစုဆိုတာနဝင်ချို့တယ်လို့နှွေးထွေးမှုလည်းရှိတယ်တယောက်နဲ့တယောက်ကျင်နာတယ်မျှဝေတယ်ကြည့်ရှုစောင့်ရှောက်ကြတယ်ခွင့်လွတ်သေးခံတယ်တန်တရားရည်နဲ့တိဆောက်ထားတဲ့မိသားစုကပြိုပြက်ဖို့လွယ်ဖို့တလားမေတ္တာတရားနဲ့ချီနှောင်တဲ့မိသားစုကကွဲဖို့တော့တိတ်ကိုခဲရင်းနေဆိုတာခင်နဲ့သိခဲ့တဲ့နေ့ရှင်ထဲကတန်တရားတွေလွင့်ပြောက်တဲ့နေ့မြို့ပြထောင်ချရဲ့လူနေမှုဆိုတာတိတ်ဆိုးရတဲ့အယူအဆတွေပြောက်ပြက်သွားတဲ့နေ့အဲ့ဒီနေ့မှာပဲခင်နဲ့ရဲ့အတွေးခေါ်နဲ့လူမှုဆက်ဆံရေးကိုလုံးဝပြောင်းလဲလိုက်တယ် ကြီးရလုံးတွေရှုံလို့မကြည့်ဖြစ်ဘူး ကြီးကြီးရလဲ Viber မှာကြာတန်ကြော်မဲဆိုတော့တမီးကတိတ်ပြီးသားနည်းနည်းပါးပါ group လေးလည်းဝင်ကြည့်ပါဦးဟုတ်ပါဒီမှာလက်ဖက်တော့ယူလာရနော်စားကြ စားရတယ်စားပါဦးလောအလုပ်လေးတွေပြီးအောင်လုပ်ခေါ်ရအောင် ဒီပဲလေလောက်ကအောင်မယ် ဟဲ့ပေးပါမယ်ဟဲ့ညနေရော့ ကျတော့လည်းမှာရမယ်မဂျင်းနေရောကျတော့မူဒီရော ခေါင်းနေတယ် တမီးကြီးလိုက်ဆောင်မလေးဘာကူညီပေးရအောင်လဲ မြို့ပေါ်ကလူတွေကကူညီတက်လိုက်တာရှင်အခုလိုကူညီတက်တဲ့သူတွေတွေ့တာဝမ်းသာပါတယ်အမ ဒီတိုက်ကိုပြောင်းလာတယ်နော် ဟုတ်ကဲ့ဟုတ် အားလုံးကြားဖို့ကြတဲ့လီယိုဒေါ်စရိုင်းဝိထုတွေရလို့လူတွေကဝစ်စရာနေစရာစားစရာမရှိလဲနေလို့ရတယ်တဲ့ဒါပေမဲ့မြစ်တာမရှိရင်တော့အသက်ရှင်နေထိုင်ဖို့မဖြစ်နိုင်ဘူးတဲ့လေ လာလာလာ ငါရုံးသွားဖို့ဖယ်ရီနောက်ကျနေပြီငါတို့မြင်မြင်သွားရမယ် မြင်နေတာတက် ပြိုကြီး ရှင် တားမွေးနေကြတဲ့ငါယူအောင်ရုံးမှာတခြားလူနဲ့စားလို့ရအောင်ခြိုက်ပြီးထည့်ပေးလိုက်တယ် ပူအောင်မယ် ကျေးဇူးပါနော်ជីជីအခုတော့ရုံနောက်ကျနေလို့သွားတော့ အေးပါအေးပါ ထေရဝါဒဗုဒ္ဓသာသနာတော်ထွန်းကားတဲ့ဒီမြန်မာနိုင်ငံတော်ကြီးမှာမေတ္တာတရားဘယ်နေရာမှမခေါင်းကားခဲ့ပါဘူးအကျဉ်းသားတရားဘယ်နေရာမှမပြောက်ကွယ်ခဲ့ဘူးလူသားချင်းချင်းကူညီရိုင်းပင်းစောက်ရှောက်တဲ့မုံမြတ်တဲ့စိတ်ဓာတ်မြန်မာနိုင်ငံရဲ့နေရာအနှံ့မှာရှိနေတယ်ဆိုတာခ
ခင်နှင်းသိခဲ့ပါပြီခင်နှင်းနဲ့မကလူသားအားလုံးလဲသိရှိကြလိမ့်မယ်လို့ခင်နှင်းထင်ပါတယ်